မီးတောင်အလယ်မှာလူတွေနေထိုင်နေတဲ့ကျွန်းထိုဂျိုမြို့ရဲ့တောင်ဘက်358ကီလိုမီတာအကွာကပစိဖိတ်သမုဒ္ဒရာထဲမှာမီးတောင်ကျွန်းတစ်ကျွန်းရှိပြီးတော့သူ့ရဲ့အပြည့်အစည်းမရှိသဘာဝအတိုင်းလှပနေတဲ့ရှုခင်းတွေကတခြားကမ္ဘာတစ်ခုစီကိုရောက်သွားသလိုခန်းစားချက်မျိုးပေးစွမ်းပါတယ်။ကမ္ဘာတဝန်းကသဘာဝတရားကိုမျက်နှာသူတွေနဲ့စွန့်စားသွားလာလိုသူတွေကဒီနေရာကိုလာရောက်ပြီးတော့စုဝေးကြပါတယ်။ဒါကတော့ညှို့ငင်ဖန်းစားနိုင်တဲ့ထိုချိုမျိုးရဲ့အာအိုဂါရရှိမာကျွန်းပဲဖြစ်ပါတယ်။အာအိုဂါရရှိမာကျွန်းဟာ American NGO အဖွဲ့တစ်ခုကရွေးချယ်ထားတဲ့မသေးခင်မဖြစ်မနေသွားရောက်ကြည့်ရှုတဲ့တဘာဝအံ့ဖွယ်73ခုစီးရင်ထဲမှာဂျပန်နိုင်ငံကနေတစ်ခုတည်းသောပါဝင်ခွင့်ရတဲ့နေရာဖြစ်ပါတယ်။အဲဒီကျွန်းပေါ်မှာဆိုရင်တော့ကမ္ဘာပေါ်မှာတွေ့ရခဲ့တဲ့မီးတောင်ဝနှစ်ထပ်ရှိတာကြောင့်ခီးသွွားတွေကိုဆွဲဆောင်နေတာပါ။ပတ်လည်အရှိ9ကီလိုမီတာရှိပြီးသမုဒ္ဒရာထဲမှာအထီးကျန်တည်ရှိနေတဲ့ကျွန်းတစ်ကျွန်းမှာဒီကျွန်းကိုအိမ်လို့ခေါ်ကြတဲ့လူတွေကတဘာဝတရားကြီးနဲ့အမှန်တကယ်သဟဇာတဖြစ်နေထိုင်ကြတာကိုတွေ့ရပြီးတော့တမိုင်းတစ်လျှောက်တဘာဝတရားရဲ့ကျမ်းတမ်းတဲ့ဓာတ်တွေကိုခံနိုင်ရရှိခဲ့ပြီးဒီကျွန်းပေါ်မှာနတ်ဖျားတွေကိန်းအောင်နေတယ်လို့လည်းဆိုကြပါတယ်။မီးတောင်ဝါရဲ့အတွင်းပိုင်းကိုအထွတ်မြတ်ထားရာနေရာတစ်ခုအဖြစ်သတ်မှတ်ထားပြီးအထဲကိုဝင်ရောက်ဖို့အတွက်နတ်ဖျားတွေကိုအယိုသေးပေးဖို့လိုအပ်ပါတယ်။မီးတောင်ဝါရဲ့အပြင်ဘက်မှာတော့ရွာတရွာရှိပြီးတော့ကျွန်းသူကျွန်းသား180ကအခုချိန်ထိနေထိုင်ကြဆဲဖြစ်ပါတယ်။အတိတ်ကာလတုန်းကဆိုရင်ကျန်းတဲ့ပင်လယ်ပြင်ကိုလှေနဲ့ဖြတ်သန်းရတာကအလွန်ခက်ခဲတဲ့အလုပ်တစ်ခုဖြစ်ပါတယ်။ဒီအချက်ကြောင့်ပဲရွေးချယ်ခံရသူတွေသာဒီကျွန်းပေါ်ကိုချိန်ချခွင့်ရှိရဲဆိုတဲ့ဆိုရိုးစကားတစ်ခုကျွန်းသူကျွန်းသားတွေကြားမှာရှိနေခဲ့ပြီးတော့ဒီကျွန်းကိုရောက်ရှိဖို့ကံကောင်းတဲ့ခီးသွွားတွေကတဘာဝမြေအောက်အပူငွေ့သုံးဆော်နာတွေနဲ့အရသာရှိတဲ့အစားအစာတွေကိုခန်းစားသုံးဆောင်နိုင်ကြပါတယ်။ကံကောင်းလုံးတဲ့သူတွေကတော့စောင်းရာသီမှာဝီလ9အုပ်ကိုတောင်မြင်တွေ့ခွင့်ရနိုင်ပါသေးတယ်။အခုအခါမှာတော့နေ့စဉ်ရဟတ်ရင်တစ်ကြိမ်ပြေးဆွဲနေပြီဖြစ်တာကြောင့်သွားရလာရတာတော်တော်လေးကိုပို့ပြီးတော့လွယ်ကူလာပြီးကဘာလိတ်ခီးတဲ့အရေးအတွက်ကလည်းတနေ့ကို1000ကျော်အထိရှိလာပါပြီ။မျိုးပြတွေမှာတွေ့ရတဲ့အရာတွေနဲ့မတူပဲအလွန်လှပထူခဲ့တဲ့တဘာဝအတွေ့အကြုံတွေကိုဒီနေရာမှာသင်ခန်းစားနိုင်ပါတယ်။တရားရွေးချယ်ခံရသူတွေကတယောက်ဟုတ်မဟုတ်ဆိုတာကိုသိကြရင်တော့အဲ့ဒီကျွန်းကိုသွားလေကြည့်ဖို့အကြံပေးချင်ပါတယ်ရှင်။ပရိသတ်တို့အနေနဲ့ဒီထက်ပိုပြီးတော့စိတ်ကျေနပ်စရာကောင်းတဲ့ဗီဒီယိုတွေကိုကြည့်ရှုဖို့အတွက်ကျမတို့ရဲ့ရွှေခေတ် online TV page လေးကို follow လုပ်ထားဖို့တောင်းဆိုပါတယ်။ကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုတင်ဆက်မှုတွေမှာပြန်လည်ဆုံတွေ့ကြပါစို့ရှင်။